Hi NSF မြန်မာအနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာတကယ်ချင်းတို့ရေရိုးအီနေတဲ့အချစ်ကောမဒီဇာတ်ကားတွေကနေခွဲထွက်ပြီးရေဒီယိုအတန်လွှင့်ချက်တွေနဲ့အမိုက်စာဖန်းစားမဲ့ rom-com ကားတစ်တကားကိုညွှန်းပေးခြင်းပါတယ်ဗျာအဲ့ဒါကတော့အခုနောက်ပိုင်း fan တွေကြားထဲမှာတကယ်ကိုရေပန်းစားပြီး season 2ကိုစောင့်မျှော်နေကြတဲ့ June into the Midnight Heart ပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာတမန်အချစ် anime တွေထပ်ပို့ပြီးစန်တစွာနဲ့ရေဒီယိုအတန်လွှင့်ချက်တွေပြီးတော့အတန်ပိုင်ရှင်ရဲ့လျှို့ဝှက်စွမ်းကြံမှုတွေကိုအခြေခံထားတာဖြစ်ပါတယ်ရုံမမြင်ရပဲအတန်လေးတစ်ခုနဲ့တင်ရင်ခုန်နေရတဲ့မင်းသားယာမာပူကီနဲ့ချစ်စရာကောင်းလာတဲ့ကောင်မလေး၄ယောက်တို့ရဲ့မကြုံစဖူးထူးထူးဆန်းဆန်းဇလန်းအကျဉ်းလေးကိုဒီနေ့ဗီဒီယိုလေးမှာအသေးစိတ် review ပေးသွားမှာဖြစ်ပါတယ်ဗျာကဲဆက်ကြည့်လိုက်ရအောင်ဗျာဇလန်းရဲ့အစမှာတော့ကျွန်တော်တို့မင်းသားအာရီဆူယာမာပူကီဟာအလဲတန်းကျောင်းသားဘဝတုန်းကစိတ်တက်ကြစရာအခြေအနေတွေကြုံရခဲ့စဉ်မှာညက်နက်ပိုင်းရေဒီယိုအတန်လွှင့်ချက်တစ်ခုကအပိုလိုဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ချိုသာပြီးအားပေးစကားတွေပါနေတဲ့အတန်ကိုနားထောင်ပြီးဘဝကိုအားတင်းဖြတ်တန်းခဲ့ရပါတယ်ဗျာဒါကြောင့်သူဟာဒီအပိုလိုဆိုတဲ့လူဝဲပိုင်ရှင်ကောင်မလေးကိုရှာဖွေဖို့အတွက်အပိုလိုရှိမယ်လို့ယူဆရတဲ့အထက်တန်းကျောင်းကိုပြောင်းလာပြီးကျောင်းရဲ့ Broadcasting Club ကိုဝင်ရောက်ခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ဖဲဒီ club ထဲမှာရီမန်းချက်ကိုစီနဲ့အတန်ပိုင်းဆိုင်ရာအသက်ပညာတွေကိုစိတ်ဝင်စားကြတဲ့ချစ်စရာကောင်မလေး၄ယောက်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်ပြဿနာကတော့ဒီကောင်မလေး၄ယောက်ဟာအလဲတန်းတုန်းကရေဒီယိုအတန်လွှင့်မှုတဲ့အပိုလိုအတန်နဲ့တူနေပြီးသူတို့တဲကဘသူကတကယ်အပိုလိုစစ်လေးဆိုတာကိုယာမာဘူကီတယောက်ရှာဖွေရမှာဖြစ်ပါတယ်တမန်ဟာရင်ကားတွေလိုမဟုတ်ဘဲအတန်ကိုအခြေခံထားပြီးဖူးဆက်ရှင်ကိုလိုက်ရှာရတဲ့စုံတောက်ဆန်ဆန် plot ကြီးကဇလန်းကိုတကယ်ဆွဲဆောင်မှုရှိအောင်ဖန်တီးထားတာဖြစ်ပါတယ်ဗျာဒီ anime ရဲ့အဓိကဆွဲဆောင်မှုရှိတော့အပိုင်းကတော့ကောင်မလေး၄ယောက်ရဲ့မတူညီတဲ့အမှုပညာရည်မှန်းချက်တွေဖြစ်ပါတယ်တည်င်းကြီးညာသူအနောင်ဆာဖြစ်ချင်တဲ့ရှင်နိုဘူး VTuber ဖြစ်ချင်တဲ့ Aiko အဆိုတော် singer ဖြစ်ချင်တဲ့ Rika voice actress ဖြစ်ချင်တဲ့နည်းနည်းတွေဖြစ်ပါတယ်ကျွန်တော်တို့မင်းသားယာမာဘူကီဟာလည်းအပြောတသက်မဟုတ်ဘဲအလုပ်စူးစမ်းတဲ့ကောင်မလေး၄ယောက်စလုံးရဲ့အိမ်မက်တွေကိုတကယ်ဖြစ်လာစေဖို့အတွက် club manager ကောင်းတစ်ယောက်လိုလက်တွေ့ကြအကူအညီပေးတာကြောင့်ကောင်မလေးတွေဘက်ကပါမျက်စိအောက်ကလုံးဝအပြောင်းမခံနိုင်တော့အောင်တဖြည်းဖြည်းအသေးဆွဲချစ်မိလာပါတယ်ဗျာအချင်းချင်းအိမ်မက်တွေကိုပြိုင်ဆိုင်ရင်ရံမဖြစ်ဖဲအဖွဲလိုက်ဟိုဆန်ဖြစ်နေတာပြီးတော့အပိုင်းတိုင်းမှာဘသူကအပေါ်လိုဖြစ်မလဲဆိုတဲ့တဲလွန်စာလေးတွေချပြသွားတာကကြည့်ရှုသူပရိသတ်တွေကိုလုံးဝမျက်တောင်မခတ်တန်းဆွဲလန်းစီခဲ့တာဖြစ်ပါတယ်။ Season 1ရဲ့အပိတ်မှာဇက်ရှိန်မြင့်တက်သွားတဲ့အချိုးအကွေလေးတွေကြောင့် Season 2မှာဘလို့ဆက်ပြီးဖြစ်မလဲဆိုတာလုံးဝကိုရင်ခုန်စရာကောင်းနေပါပြီဗျာ။ကဲအချို့အဖြစ်ပြောရရင်တော့ဗျာ June into the Midnight Heart ဟာအတန်လိုင်းနောက်ွယ်ကအချစ်ဇာတ်လမ်းကိုပုံဖော်ထားပြီးအပန်းဖြေဖို့အတွက်လုံးဝ perfect ဖြစ်တဲ့ rom-com ကားတစ်ကားဖြစ်ပါတယ်။တကယ်ချင်းတို့ရောဒီကောင်မလေး၄ယောက်ထဲကဘသူကအပေါ်လိုဖြစ်မယ်လို့ထင်လဲ။ကိုအားပေးနေတဲ့ကောင်မလေးကရောဘသူလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးသွားပါဦးနော်။ကျွန်တော်တို့ Anime မြန်မာ channel page လေးက anime reviews တွေကိုအမြဲအမိုက်စားတင်ဆက်ပေးနေမဲ့ channel အသေးကလေးဖြစ်လို့ဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ပေးပြီးဝန်ရံပေးဖို့တောင်းဆိုချင်ပါတယ်ဗျာအားလုံးမတက်တာ